အခုလိုမျိုးဟော်တိုသိန်းတဲ့ကြီးကိုအပေါက်လောမရှိပဲအဆင်ပြေပြေနဲ့ဆက်မယ်ဆိုတာကျွန်တော်တို့လိုက်ပြီးကြည့်ကြရပါโอเคကျွန်တော်ညီကိုလို့ဆိုရင်ရောဘယ်လိုဆက်မလဲဒါမျိုးတွေကြုတ်ဘူးသလားဆက်ဘူးလားပေါ့နော်အရင်တော့ကတည်းကဒီဗီဒီယိုမျိုးတစ်ခါလေးမျှဝေပေးဘူးပါတယ်အဲ့ဒီဗီဒီယိုကြည့်ဘူးတဲ့သူဆိုရင်တော့ဒါကတိသွားပါပြီเนาะတကယ်တော့တိရွာကြည့်ဘူးတဲ့ဆိုရင်လည်းဒီဗီဒီယိုလေးကိုပြန်ကြည့်တော့ပါတို့ကကျွန်တော်တို့ကဒါတွေကမေးတတ်ပါတယ်เนาะတစ်ခါလေးကြာရင်မတုံးရကြာရင်ဒါတွေကမေးတတ်လို့ပါโอเคเนาะဒီမှာပြတာလေးတိုင်လေးပဲကျွန်တော်လောက်သွားလို့ရပါတယ်သူကအရင်လည်းမခက်ခဲဘူးကွာဒီဟိုတုံးမဲ့ဟော့လို့နှစ်ခုရဲ့အတားရုပ်ပဲအကုန်လုံးယူသွားတာပါဒါတော့ဒီဘေးနှစ်ဖက်ကဒါဖြတ်ထုတ်ရမှာအကြီးဆိုတော့ဒါဖြတ်ထုတ်ရမှာပဲပေါ့နော်โอเคဒီဘေးထောက်လေးခုကိုကျွန်တော်တို့ဒါဖြတ်ထုတ်လိုက်ရမယ်ကဲဒါတော့အရာလေးပေးတာဒါကိုရမှာမို့လို့ပါသူ့ကိုွေးတာကိုအရာမပေးသားရင်ဒီဒါတွေကပုံမှန်မဖြစ်ဘူးကွာကြည့်လို့မကောင်းဘူးနောက်လိုချင်လို့မသွားလို့ပေါ့ဒါတော့ကျွန်တော်တို့အရာပေးတယ်ဆိုတာအဲ့လိုမျိုးကိုွေးလို့လွယ်အောင်လို့ဒါအရာပေးပြီးကိုွေးကြတာပေါ့နော်နေရာတိုင်းမှာတော့သူတို့ပဲများပါတယ်အရာပေးပြီးကိုွေးရပါတယ်